Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဒီ Rainbow Aura ပေါ့နော် Rainbow Aura ကျွန်တော်ယူပြီးကိုကျွန်တော်ပြသွားမှာဖြစ်ပါတယ်အရှင်းဆုံးကျွန်တော်ဒီပေါ်တောင်းကဘောနဲ့ဒီ Hyra Island ဘောနဲ့ကိုအရင်ပြင်းရမှာပြဒါပေမဲ့ပေါ်တောင်းဘောကတော့ကျွန်တော်ရင်းမိသွားပြီဗျအားကြောင့်ကျွန်တော် bro ဒီတိုင်းပဲပြလိုက်မယ်ဗျာကျွန်တော်ဒီနောက်ကဘောပေါ့နော်ဟိုဒီပေါ့နော်အဲ့နောက်ကဘောဟိုပြင်းရမှာပေါ့နော်အဲ့နောက်ကကျွန်တော် secret ဘောငါးကောင်ပြင်းရမှာပေါ့ okay ကျွန်တော်ပြင်းလိုက်ပါမယ်ပေါ့နော် Yeah yes Felix in the game now Blocks fruits grind all day Let's go Spot now like the island of killer terrorists you came the ranks needed and gotta get it fruit power unlock I'm feeling so strong and a minute another run I'm too gone sword in my hand come on hit fast PP time they never last sky jump high dash like flash victory screen yeah get that cash level up never slow down grinding all day I don't mess around crew with me we wanna see king of the pirates that's gonna be we go up go no stopping now black fruits roll to run this town fight when shine feel that heat every battle got me on repeat walk going up feel sound roadblocks vibe turn it loud game on fire can't come down Felix gaming wear the crown Felix gaming wear the crown Felix gaming wear the crown PP fight 1v1 let's go skill cover clean yeah steal the show observation on I can see your move dodge every hit now I'm in the groove devil fruit power lighting up the sky enemies fall one by one they fly grinding hard yeah never quit top players soon remember this no fear no doubt just play my way from noob to pro every single day game like strong energy high Felix in the zone reach the sky fight we go up go no stopping now black fruits world will run this town fight when shine feel that heat every bit got me on repeat move go and I feel the sound robots live turn it loud game on fire can't come down Felix gaming wear the crown Felix gaming wear the crown Felix gaming wear the crown okay ကျွန်တော်တက်လုပ်ပြီးသွားပြီပေါ့နော်ဒီကျွန်တော်တွေပေါ့နော်နောက်ထပ်ဘောကတော့ကျွန်တော် Hyra Island ရဲ့ကျွန်တော် Hydra ဟို fan တော့ဣထားတဲ့ဘောကြီးဖြစ်ပါတယ်ပေါ့နော် okay ကျွန်တော်အဲ့ Hyra Island တွားလိုက်ရအောင် okay Hyra Island တော့ရောက်လာပြီပေါ့နော်ကျွန်တော်ဒီတိုင်းဆိုလို့ရှိရင်ကျွန်တော်ပြောဖို့မေ့နေရပါဘောနော်ကျွန်တော်ဒီတိုင်းဆိုလို့ရှိရင်ကျွန်တော်ဟိုတော့တွားပြီးတော့ဗာလဲဟိုကျွန်တော်ဗာလဲတတ်တဲ့ floating တတ်တဲ့ဟိုတွားပြီးတော့ကျွန်တော်ဟိုအရင်တွားယူရတာပေါ့နော်ကွက်ကိုအရင်တွားယူရတာပေါ့နော်ကျွန်တော်ကဒီကွက်နှစ်ခွက်ကျွန်တော်လုပ်ပြီးသွားပြီဆိုတော့ကျွန်တော်ဒီကွက်ကိုပဲကျွန်တော်ဖြူလိုက်တာပေါ့နော်ကျွန်တော်ပြီးလို့ရှိရင်ကျွန်တော်ပြမယ်ဗျာဘယ်မှာကွက်ယူရတာလဲဆိုတာ okay ကျွန်တော်အခုဆိုရင်ဒီကောင်ကြီးကိုပြင်းလာအောင်ဗျာဒီကောင်ကြီးကိုပြင်းလာတော့ကြော်လိုက်တော့မယ်ဗျာ okay တေးတော့မယ်အိုးတေးသွားပြီဗျာ okay ကျွန်တော်နောက်ထပ်ပေါ်ပါပေါ့နော်ကျွန်တော် floating တာတဲ့ကကျွန်တော် captain elephant ပေါ့နော်ကျွန်တော်ဝမ်းပြေမှာဆိုကျွန်တော်ခိုင်တို့ရဲ့ညာလိုက်ချက်ပေါ့ဟိုပြီးရင်သူ့တော့ပြင်းရမယ်ပေါ့နော် okay ကျွန်တော်သူ့စီသွားရမယ်ရိုးokay ကျွန်တော်ဒီမှာကျွန်တော်ချက်ကမပြင်းရသေးဘူးကျွန်တော်တကောင်ကြံနေဟိုပါလေဟို Miss Valentine ဟိုGreat Tree ပေါ့လေအဲ့ပေါ့ကိုကျွန်တော်အရှင်တော့ပြင်ရမှာကျွန်တော်ဒီနေရာကိုလာမှာပေါ့နော်ဟိုကျွန်တော် bro ကအခုမှစလုပ်မယ်ဆိုလို့ရှိရင်လေဟိုဒီနေရာကိုပဲလာမှာဗျကျွန်တော်ဒီနေရာကိုလာပြီးဟိုကွက်လာယူရမှာဒီနေရာကိုလာပြီးတော့ဗျာကျွန်တော်ဒီနေရာမှာဒီကောင်ကြီးရှိမှာဗျာကျွန်တော်ကွက်လိုက်ယူရမှာဒီကောင်ကြီးကဟိုပေါ်တောင်းကဟိုကွက်နေဟိုပြီးတော့ဟို Hyra Island ဟိုပေါ်ကွက်နေနှစ်ခုပေးလိုက်မယ်ဗျကျွန်တော်ကအဲ့နှစ်ခုလုပ်ပြီးသွားပြီဗျာကျွန်တော်recommend ပေးနေတာကတော့ဒီ Castle of the Sea မှာ home white ဆက်ထားသိကျင်တယ်အဲ့ဆိုလို့ရှိရင်ကျွန်တော်ကျွန်းနိုင်နဲ့နီးတယ်ပေါ့နော်ခေကျွန်တော်အဲ့ဆိုလို့ရှိရင်ကျွန်တော်ဟိုသွားမယ်ပေါ့နော် Great Tree ကြမှာပေါ့ Great Tree ရောက်မှပြန်တွေ့ကြမယ် okay ကျွန်တော် Great Tree ရောက်သွားပြီပေါ့နော်ကျွန်တော်သူ့ဘောတော့ပြင်းမယ်ဟာ
ကျွန်တော်ဘောရှိရဗျပေါ်ဘောရှိရโอเคကီလိုအတ်မာရာလို့ခေါ်တယ်နော်အဲ့ပေါ်တော့ပြင်းမယ်ဗျโอเคကျွန်တော်တို့ပေါ့နော်ဒီမိမိုက်တေးတော့မယ်ပေါ့တေးတော့မယ်โอเคရပြီလားတေးပြီလားတွေးတစ်ဆက်ပဲကျွန်တော်လည်းတော်တော့တွေးမှာလေဗျโอเคတေးသွားပြီပေါ့နော်ကျွန်တော်တို့ပေါ့နော်နောက်ထပ်ပေါ်ကတော့ကျွန်တော်ခုနပြောရကျွန်တော် Captain Elephant ပေါ့နော်ဂျက်ပေါ့โอเคကျွန်တော် Castle of the Sea ကိုကျွန်တော်ပြန်သွားလိုက်မယ်ပြန်သွားကျွန်တော်ဂျက်ကိုပြင်ရမယ်ပေါ့ဂျက်ကတော့ကျွန်တော်ဟိုကွက်ယူတဲ့နားမှာပဲ floating turtle မှာပဲရှိရဗျโอเคကျွန်တော်အခုအဲ့ဂျက်ကိုတော့ပြင်ပါပဲโอเคကျွန်တော်တွေပေါ့နော်ဟိုဟာသွားရမယ်တစ်ပင်ပေါ်သွားရမယ်โอเคကျွန်တော်တစ်ပင်ပေါ်တော့ရောက်လာပြီပေါ့နော်โอเคကျွန်တော်တွေပေါ့ဒီကျွန်တော် Captain Elephant လို့ခေါ်တယ်အဲ့ elephant ကျွန်တော်တော့ပြင်းမယ်ပါရှိလားမသိဘူးဘောရှိလားမသိဘူးရှိမယ်လို့ထင်တာပဲအော်ဒါဟိုဘက်ရောက်သွားပြီဗျဟုတ်ဒီဘက်ကိုပြန်တော့အောင်မယ်โอเคကျွန်တော်အခုဒီကောင်နဲ့ကျွန်တော်လည်းအမှန်ကန်နေအပီပြင်းနေကျုံးနေပြီပေါ့နော်โอเคနိုင်သွားပြီโอเคကျွန်တော်နောက်ထပ်ဘောကတော်ကျန်းနေပေါ့နော် one piece ထဲမှာဆို beautiful pirate captain ပေါ့အဲ့ဘောကိုကျွန်တော်ကြေးရမှာပေါ့နော်အဲ့ဘောကြီးကတော်ကျန်းနေပြောရမယ်ဟောအဲ့ဘောကျွန်တော်အခုကွတ်တော့ယူလိုက်မယ်ပေါ့နော်โอเคကျွန်တော်အခုတော့ကျွန်တော်ကွတ်ယူလိုက်ပြီပေါ့โอเคကျွန်တော်တွားမယ်ဗျာတွားမယ်โอเคဟိုဒီကွင်းလေးမှာဗျဟိုဒီကွင်းလေးတွေမှာနော်โอเคကျွန်တော်ဒီကောင်ကြီးကတော်လေးကျန်းနေလားတော့တက်တာလေးရင်ဝင်ယူလိုက်အောင်ရှိလားမသိဒီကောင်ရှိတယ်ဒီတော့မှန်ကန်နေတော့ကျုံးပြီပေါ့ဗျာဆိုရွှင်ဒီဟိုင်းတွေးနေနေကြပါအောင်လို့အာတေးတော့မှာပဲတေးတော့မှာပဲတေးဟဲ့နိုင်ဘူးနဲ့တော့မနိုင်နော်နောက်တစ်ခါပြန်ကြိုးစားကြည့်အောင်မယ်โอเคကျွန်တော်တို့ပေါ့နော်ကျွန်တော်မှန်ကန်နေချနေတယ်ပေါ့နော်ဒီကောင်မှန်ကန်နေကျွန်တော်ကျုံးနေရပေါ့နော်ကျုံးနေချင်းမှာပဲအမှဒီကောင်ကြီးကဖောင်းလို့ရရဲကျွန်တော်တွေးရတော့ဒီကောင်လောက်လိုက်ကျွန်တော်တွေးရအမြင်တော့လေအမှကျွန်တော်ပြစ်တဲ့ကွက်တွေလည်းအကုန်လွဲတွေကြီးပဲကျွန်တော်ဖမ်းလို့ရမှာစတိုက်ထိုးတယ်အမှပြစ်တယ်အမှတွေးတော့ဝက်ကိုင်းသွားကြီးကြော်နေတဲ့အချိန်မှာကျွန်တော်လည်းအမှတွေးတော့ဝက်ကိုင်းသွားအမှပြုတ်ကျွန်တော်ထပ်ပြစ်တယ်ပြေးတယ်ပြစ်တယ်ပြေးတယ်အမှလွဲတယ်ပြီးတော့ထပ်ပြစ်တယ်ထပ်ပြေးတယ်အမှတော့လည်းပြစ်တယ်ပြေးတယ်ပြင်းနေမှာဘောတွေပေါ့နော်တေသွားပါတယ်တော့ဘလုံးဝမနိုင်ဘူးပြထိုးနေကျွန်တော်ပြီးတော့ကြိုးစားကြည့်ပြင်မဲ့လေကျွန်တော်မနိုင်ဘူးလို့ဗျာအားနဲ့ကျွန်တော်ဆုံးဖြတ်လိုက်တယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဗုဒ္ဓစားဖို့ဟိုအားနဲ့ကျွန်တော်ဗုဒ္ဓစားခဲ့တယ်ပေါ့နော်โอเคကျွန်တော်အခုဆိုတော့ကျွန်တော်အမှန်ကန်ပြန်လာပြီဆိုတော့ဒီကောင်ကိုကြိတ်တော့နေပေါ့နော်ဗုဒ္ဓဖီလို့ရအောင်ကြိတ်တော့ပဲပေါ့နော်โอเคကျွန်တော်ကြိတ်ပြီပေါ့နော်မင်းတေဖို့တာပြင်လားတေဖို့တာပြင်လားရှော့ไปช่วยซีดีเกลละสายอยู่นะช่วยยกมาติ๊กดุงพี่ชอบยกมาเข้านี่มาโรยเล่า的เข้ายกเข้าดีว่า没有来เข้าดี还有你刚才变了我也变เข้า那分这是的我里面的我让我变了เป็นมอนถ้าเราเรียนอย่าตัวเล็กเนี่ยตัวเล็กเนี่ยตัวเล็กเนี่ยมันဒါဖြစ်သွားလေဆိုတော့ကျွန်တော်ပြောတာဟုတ်လားဗုဒ္ဓနဲ့တော့နိုင်ဘူးဒီကောင်ကြီးဗုဒ္ဓနဲ့နိုင်တယ်တနည်းပဲရှိတော့တယ်အဲ့တနည်းမှမရတော့ရင်လည်းလောကူဆက်မစော့တော့အဲ့တနည်းပဲကြံတော့ကဲလောက်လိုက်အောင်ဒီတော့အဲ့ဒါတော့သိရတယ်ထပ်စော့တာဆိုအဲ့တော့ထပ်ပြီးတော့ဒီကောင်ကိုမှန်တော့ကျိုးနေတာဟုတ်ပါဘူးထပ်ပြီးတော့ဒီကောင်ကိုကျိုးနေတာအဲ့လိုရှင်းတော့မနိုင်ဘူးပြန်နေပတ်လိုက်မှန်ကျိုးနေပြီးတော့ဒီကောင်ကိုမှန်နေပြန်ကျိုးနေကျုံနေတော့ခါစော်နေတော့နောက်နေ့ကျတင်နေတယ်လို့ဟက်ကလဲဆိုတာပေါ့နော်
ဟေးထထားရအောင်တေးတော့မလို့ဒီကောင်လေးတေးရတယ်မတေးဘူးလေမနေဘူးလေအားရအတားမနိုင်ဘူးလားလို့ပြန်တော့ဟေးပြန်တော့ဗုဒ္ဓဖောင်တော့မပြောင်းတော့နိုင်ပြီလေဟာနိုင်ဝါပြီโอเคတော့ရေပေါ့နော် alright ရှာဝါပြီပေါ့နော်အကြည့်တော့ပြရမယ်ပေါ့နော် rainbow alright rainbow silver ရှာဝါပြီပေါ့နော် okay so finally okay တော့ဒီပန်းတော့မိုက်ချက်ရအဲ့ဒါမျိုးတွေလောက်နေမှာတက်တာတော့ဘိုင်ဒီလည်းလာကြုံးပါ